ကျမတို့တင်လိုက်တဲ့ဗီဒီယိုတွေကိုလူတွေကကလစ်နှိပ်ကြည့်ဖို့အတွက်အချိန်ဘယ်လောက်ကြာမယ်လို့မိတ်ဆွေထင်ပါသလဲအချိန်က3စက္ကန့်နဲ့ကြာတာပါအဲ့3စက္ကန့်အတွင်းမှာလူတွေကလစ်နှိပ်ကြည့်အောင်ဆွဲဆောင်နိုင်တဲ့အရာလည်းကျမတို့ရဲ့ template ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာ template တစ်ခုဆွဲသားတဲ့နေရာမှာစောင့်ရအချက်တွေနဲ့ရှောင်ရအမှားတွေကိုကျမကတစ်ဆင့်ချင်းစီရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါကျမတို့ရဲ့ content တွေကဘလောက်ပဲကောင်းနေစေပေါ့နော် audience တွေကtemplate ကိုပဲကြည့်ရှုပြီးတော့ဆုံးဖြတ်သွားတာ click နှိပ်ကြတာများတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ template ကမကောင်းဘူးဆိုလို့ရှိရင်ကျမတို့စူးစမ်းထားတာအချင်းလေးပဲဖြစ်သွားမှာပါပဲเนาะtemplate အကြောင်းကိုပြောတဲ့အခါမှာကျမအရင်ဆုံးအရောင်တွေအကြောင်းနဲ့စပြီးပြောချင်ပါတယ် template ရဲ့နောက်ခံ background မှာသုံးတဲ့အရောင်ဟာရှုပ်ထွေးလွန်းတဲ့အရောင်တွေပြီးတော့စူးတောက်လွန်တဲ့အကြောင်းတွေပေါ့နော်အဲ့ဒါတွေကိုမသုံးတာတော့အကောင်းဆုံးပါပဲဘာကြောင့်လဲဆိုတော့ပရိသတ်အာယုံတွေကိုထွေပြားစေလို့ဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်က YouTube ရောင်တွေဖြစ်တဲ့အနီရောင်နဲ့အဖြူရောင်တွေကိုသုံးခြင်းရလဲရှောင်နိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့က YouTube ရဲ့ feed ထဲမှာရောနှောပြီးတော့ပါသွားတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်နောက်တစ်ချက်ကတော့စာသားပါစာသားကိုရေးတဲ့အခါမှာကျမတို့က background ရောင်နဲ့ကွဲထွက်နေတဲ့ရောင်တွေကိုသုံးရပါမယ်ဥပမာ background ရောင်ကပေါ့နော်အပြာနုလေးကိုသုံးထားမယ်ဆိုရင်ကျမတို့ကအပြာရင့်လေးကိုသွားသုံးလိုက်မယ်ဆိုရင်တိတ်ပြီးတော့ထင်သာမြင်သာမရှိဘူးအဲ့ဒါကြောင့်မလို့အနောက်ကအပြာနုလေးကိုသုံးနေဆိုရင်ကျမတို့ကစလုံးမဲမဲလေးနဲ့ဆိုရင်ထင်ထင်ရှားရှားဖြစ်နိုင်တဲ့အတွက်ဖုန်းနဲ့ကြည့်ရှုသူပဲဖြစ်ဖြစ် laptop နဲ့ကြည့်ရှုသူပဲဖြစ်ဖြစ်ကျမတို့ရဲ့ post လေးကိုတွေးလိုက်တာနဲ့စာသားတွေကိုထင်းနေအောင်တွေးရမှာဖြစ်ပါတယ်စာသားတွေကိုရေးတဲ့အခါမှာစလုံးတွေအများကြီးသုံးတာတဲ့ပေါ့နော်ကျမတို့လိုချင်တဲ့ကျမတို့ target ထားမယ်စလုံးလေးတွေ3-4လုံးကိုပဲရွေးချယ်ပြီးတော့အဲ့ဒါတွေကို font size 3-4မျိုးရွေးပြီးတော့သုံးလိုက်မယ်ဆိုရင်တော့ကျမတို့ရဲ့ thumbnail တွေကပို့ပြီးတော့ဆွဲဆောင်မှုရှိလာပါမယ်ပြီးတော့နောက်တစ်ချက်ကလုံးဝမလုပ်တဲ့အရာကတော့ဒီကျမတို့ရဲ့ content နဲ့မဆိုင်တဲ့ thumbnail ဆွဲတာတွေပဲပေါ့နော်အဲ့ဒါကိုလုံးဝမလုပ်သင့်ပါဘူးအဲ့ဒါတွေလုံးဝရှောင်ရှားသင့်ပါတယ်အဲ့ဒါရပါလဲဆိုတော့ template နဲ့မဆိုင်တဲ့ပုံတွေထည့်တာစာသားတွေထည့်တာပေါ့နော်clickbait ဖြစ်စေတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့ template မှာမသုံးသင့်ပါဘူးအဲ့တော့ကျမရဲ့ဗီဒီယိုလေးကိုပြန်ပြီးတော့ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်ရှောင်ရံချက်နဲ့ဆောင်ရံချက်ဆိုပြီးတော့ရှိပါတယ်လုံးဝရှောင်တဲ့အကြောင်းတွေကရှုပ်ထွေးလွန်းတဲ့အကြောင်းတွေပြီးတော့ခါကျစူးတောက်လွန်းတဲ့အကြောင်းတွေနဲ့ YouTube ရဲ့ brand ကာလာတွေအဲ့ဒါဟာလုံးဝရှောင်သင့်ပါတယ်ဟုတ်ရှောင်ရံတစ်ချက်ပြီးတော့ဆောင်ရံလာပါမယ်ဆောင်ရံချက်ကတော့ဘာတွေလဲဆိုတော့ကျမတို့ရဲ့ template ရဲ့နောက်ခံအကြောင်းတွေကိုအကြောင်းဖြော့ဖြော့လေးတွေသုံးသင့်ပါတယ်ပြီးတော့စာသားတွေကိုလည်းနောက်ခံ background အကြောင်းနဲ့လုံးဝကွဲပြားခြားနားတဲ့ထင်ရှားစေမဲ့အကြောင်းတွေကိုသုံးသင့်ပါတယ်ပေါ့နော်ဥပမာနောက်ခံ background အကြောင်းကအပြာရောင်ဖြစ်ပြီးတော့ကျမတို့ရဲ့စက်လုံးအကြောင်းကအနက်ရောင်ဖြစ်နေတာမျိုးပေါ့နော်ဒါမျိုးဆိုရင်ထင်ရှားရှားမြင်ရတယ်ပေါ့နော်အဲ့လိုရောင်သေးတွေကိုအဲ့လိုရောင်စင်းတွေကိုကျမတို့ရွေးချယ်ပြီးတော့အသုံးပြုသင့်ပါတယ်ပြီးတော့ကျမတို့ template စာသားတွေရေးတဲ့အခါမှာအရန်များတဲ့စာသားတွေကိုကျမတို့မသုံးသင့်ပါဘူးကျမတို့တကယ် target ထားတဲ့ကျမတို့တကယ် audience ကိုသိစေခြင်းနဲ့စကားလုံး3-4လုံးလောက်ကိုရွေးပြီးတော့ဖြစ်နိုင်ရင်တော့ font size အကြီးအသေးမညီဘဲနဲ့ကျမတို့ရေးတင်တယ်အဲ့ဒါမှပို့ပြီးတော့ပရိသတ်ကိုဆွဲဆောင်မှုရှိစေပါတယ်ကျမရဲ့ဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်ဘူးတူတာတစ်ခုခုရသွားလိမ့်မယ်လို့ညွှန်လင်းပါတယ်ဒါကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေမှာလည်းကျမကဘလို့အကြောင်းအရာတွေကိုမျှပေးသွားမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျမရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးသွားပါအောင်เนาะပြီးတော့မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပြီးတော့ဗီဒီယိုလေးကိုလည်း like ပေးပြီး share သွားပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်